စိတ်ကူးပါစီစီနဲ့တကယ်ချင်းများဇာတ်လမ်းလေးကိုဆောင်ရွက်ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကတ်တွန်းလေးကိုဗတ်တိုင်းဆောင်ရွက်ကြည့်ရှုပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုစီစီအားကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒါဆိုစီစီတို့ကတ်တွန်းလေးကိုဆက်လိုက်ရအောင်နော်။ပိုင်းရှစ်ကဘာကြီးဘာတွေဖြစ်ကုန်ပြီလဲ။ကဲဒီတော့ခုပဲကဘာမြေပေါ်သွားကြတော့ဟုတ်ကဲ့ပါခင်မ။လူနဲ့ပဲဂျူသားနှစ်ယောက်ကသူတို့ရဲ့အာကာသယာဉ်သေးလေးကိုစီးပြီးတော့ကဘာပေါ်ဆင်းလာပါလေ။15မိနစ်ကြာတော့အဲ့လိုနဲ့သူတို့ကဘာပေါ်ရောက်လာကြပါပြီဟမ်ကဘာသူလေးတွေချောတယ်လှတယ်ဝေါငါတို့ဘာလို့ခုလာတာလဲသိတယ်နော်ဟဲ့ဟဲ့စားရပါဗျာကဲဒါဆိုစတင်လှုပ်ရှားကြစို့အဲ့လိုနဲ့ရက်ကွက်ကလေးတကူထဲမှာလူတွေသွားလာနေရပါတယ်ဘလာ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 မိမိယော့စီးနဲ့ပြန်မခဲ့တာဖြစ်ပါတယ်ဟမ်ခေါင်းမလိုက်တာဟင်းကိုကြီးဘာဖြစ်တာလဲထပါအောင်လိုက်ပေါ်မှာရှိကြတယ်ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပဲဒီနေ့မှာတော့ကျွန်တော်ကမြို့လျှောက်ပတ်မှာဖြစ်ပါတယ်ဒီနေ့ကလူသားတွေကိုမျိုးသုံးမှုအများဆုံးနေပဲဟာငါကောင်းနေမှုလားသလိုပဲဂျိုးသားတွေစီရဲ့ zombie virus ဆိုတာတော့အားလုံးသိတဲ့အတိုင်းပဲဖြစ်ပါတယ်။ဒီစိမ်းရည်ကတော့ဂျိုးသားတွေပေါ်ဆက်ထားတာဖြစ်ပြီးတော့ကမ္ဘာပေါ်မှာ virus နဲ့မတူတာအချို့တော့ရှိပါတယ်။ကူးစက်ခါက virus ကူးစက်ခါကဆိုရင်တော့ခေါင်းကမူးဝေလာပြီးသတိမိမျောသွားမှာပါ။ကူးစက်ပြီးသတိပြန်ရလာရင်တော့အသားအရည်6ကပ်ပြီးသွေးစာနေတဲ့ zombie အဖြစ်ကိုပြောင်းလဲသွားမှာပါ။ပြည့်တဲ့ပုံvirus ကူးစက်ထားတဲ့ zombie တွေကနေပြီးတာမန်လူတွေကိုအားလုံးသိတဲ့အတိုင်းလိုက်ကိုက်မှာဖြစ်ပါတယ်။ပိုးကူးစက်ထားပြီးတစ်နေ့အတွင်းပြန်လည်းမကူးသနိုင်ရင်တော့ခန္ဓာကိုယ်ကအလိုလိုဆွေးမြေ့သွားမှာဖြစ်ပါတယ်။ဒါကတော့ zombie virus အကြောင်းလေးကိုပြောပြထားပေးတာပါ။လူနဲ့ CCTV ရောက် Blackpink သချင်းပွင့်ပြီးဝတ်တွေချုပ်နေပါတယ်။ဟူးပူလိုက်တာ။ပန်ကခွင်ရောက်မှာ။ဘာတော့ဖြစ်တော့မမောင်နဲ့ဟာပဲရမယ်။သူမရဲ့တငယ်ချင်းကောင်းပြီးသားမှုဖြစ်ပါတယ်။လူနဲ့တဖြည်းဖြည်းညားနာလာပါတယ်။ဒီမှာထုတ်ခ။ဟိုငါတကယ်ပဲအလုပ်ပြောင်းသိပြီလား။အမဒီမှာကော်ဖီဆိုင်သွားဖို့ဖုန်းရှိတော့မလိုက်ပေးပါလား။တော်စမ်းမငါအိမ်ပြန်တော့မလို့။အမလည်းဟိုရစားကြတာဝယ်ကျွေးမယ်လေ။လက်ခင်တော့ညီမကြောက်လို့တကယ်ကျွေးမှာနော်။ကျွေးမှာပါရှင်ဒါပါ။အဲ့လိုနဲ့သူတို့နှစ်ယောက်ဆိုင်ထဲကိုရောက်လာပါတယ်မင်္ဂလာပါဘာမှမလဲရှင်စားကြည့်တဲ့ဟင်းပွဲအကုန်ရပါတယ်ညီမကိုပေါက်စီလေးတစ်ပွဲလောက်မလည်းကြိုက်တာမလေးကော်ဖီတစ်ခွက်ပဲပြီးဟုတ်ကဲ့ခဏဆောင်နော်ညဘက်ကိုရောက်လာပြီဂျိုးသားတွေကတော့သူတို့လှုပ်ရှားရှိတာကိုဝက်ဆက်လုပ်နေပါတယ် The Max Singer မြန်မာ Season 3ရဲ့ Champion ကတော့Cassette Rockstar ဖြစ်ပါတယ်ဟေးစီပြောလို့ခံသွားပါပြီ Pressure teeth la 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 နင်းတဲ့ baby စီအိတ်ဖို့လုံးလိုက်ပါတယ်အဲ့အချိန်မှာမျိုးတွေကနေပြီးတော့လူသားစားခြင်းတယ်အဲ့လိုနဲ့ဘိုက်ချက်ကလေးကတော့ဒီမှာလည်းပြီးဆုံးသွားပါပြီချစ်ချူအားပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုစီစီကကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကြည့်ရစင်ပေးအောင်စီစီကကာတွန်းလေးကိုဒီဇိုင်းတစ်မျိုးနဲ့စသပြီးပြင်ဆင်ပေးထားတာမို့အားလုံးလည်းချိန်ကြမယ်လို့ထင်ပါတယ်နောက်တစ်ပတ်မှာဘာတွေဆက်ဖြစ်အောင်လဲဆိုတာကတော့ကာတွန်းလေးကိုဆက်လက်ဆောင်ရောက်ကြည့်ရှုပေးကြဖို့ပြောချင်ပါတယ်ကာတွန်းလေးတွေကိုကြိုက်တယ်ဆိုရင်စီစီရဲ့ channel လေးကို subscribe လုပ်ပြီးဗီဒီယိုလေးကိုလည်း like လုပ်ပေးခဲ့ကြပါနော်အားလုံးချစ်ပါတယ်တတာ